အမြင့်ဆုံးလောကလကဆမ်ဆောင်နဲ့ဖြစ်နိုင်စရာခင်ဗျာကြည့်လိုက်ပါဦးကြည့်လိုက်ပါဦးနှစ်ထပ်တိုက်ပဲရှိတယ်နော်မိုးပြေးတာပါတယ်သူကစားဆမ်ဆောင်သုံးမျိုးနဲ့ရှေ့ရောက်မှကြည့်လိုက်လက်လိမ့်နေလားဗျာဆမ်ဆောင်နေတိတ်ထောင်ပြင်တယ်ဒီရှိုးရိုးပြင်တာတိတ်ထောင်ကုန်တယ်ခင်ဗျာယုံကြည်စရာဗျာမကြည့်လိုက်ဘာထူးကြတာတွေ့တယ်ခင်ဗျာကြည့်လိုက်ရှေ့တော်မျိုးနေမှာလက်လိမ့်နေဗျာလက်လိမ့်နေဆိုတာဒီမှာကြည့်လိုက်မောင်ရမျိုးရဲ့အမြင့်ဆုံးလောက်ခလာစာဆမ်ဆောင်ဖြစ်နိုင်လားခင်ဗျာစဉ်းစားကြည့်လိုက်မောင်ရမျိုးကအမတ်တွေကလက်ခွီးတွေလူလိန်တွေပြောပြမယ်ဆမ်ဆောင်မှာကြီးနှစ်ထပ်ပဲရှိတာထပ်မြင်နိုင်လားအပေါ်ထိမြင်နိုင်လားသူကြည့်လိုက်ဘေးမှာကြည့်လိုက်လက်ဖေးလက်ခွီးဆမ်ဆောင်ကဂလိန်ပြောပြမယ်ဆိုဂလိန်သူကမောင်ရမျိုးရဲ့လောက်ခလာစာအမြင့်ဆုံးနေရတာဆိုတာ तू မဟုတ်လေတပတ်ပြီးပဲပေါ့